YouTube မှာ trading စင်းဝင်တော့ပြီဖြစ်တဲ့ anonymous တခြင်းတွေဟာခုအချိန်မှာတော့ပြောင်းလဲမှုတွေတစ်မျိုးတစ်ပုံဖြစ်လာပါပြီမိတ်ဆွေများရေကဲဟာတာအနေနဲ့ကြေးဖို့လေးမိတ်ဆွေများကိုဖိတ်ခေါ်လိုက်ရပါတယ်ကဲ anonymous တခြင်းဘလို့အနေထားကိုရောက်ရှိတယ်လဲဆိုတာကိုကျွန်တော်တို့နည်းနည်းအဆိုတော်တွေနော်ဟာတာလေးတွေတရုပ်ဆောင်မှုလေးတွေနည်းနည်းကြည့်ရမှာဖြစ်ပါတယ်ကဲနောက်ထောင်ကြည့်အောင် let's go ဟိုလုံးငါကျူတလုံးစီဟာခုစီတက်သွားပြီပဇွန်ရစာပြီးချီစိမ့်နေပါသည်ပြောင်းလဲသွားတဲ့ဇီးကွက်ကူငါမြင်လိုက်ရတော့လေဝယ်ခြင်းစရာတကွက်မာကူမရှိပြောင်းလဲကုန်ပြီပြောင်းလဲကုန်ပြီဝယ်ပြောခြင်းပေမဲ့ဇီးမမတက်နိုင်မဲထိန်းထားမယ်ဒီရင်ထဲမှာဇီးနှုံးတွေဘာကြောင့်အဲ့လောက်ကြီးတာလဲတနေ့နေ့တစ်ချိန်ချိန်မှအသားငါစားခြင်းသေးတယ်ဒီနေ့ရှိမှာတော့အသားငါစားခြင်းသေးနော်ဒီပါဇက်ကမစားရင်မရတဲ့ပါဇက်ဖြစ်ပါတယ်တနေ့နေ့တစ်ချိန်ချိန်မှအသားငါစားခြင်းသေးတယ်这把刀哎呦刀哎呦我的妈နော်လက်ရှိအခြေအနေနော်အနော်နီမတခြင်းဟာဒီလိုတပုတ်ဖြစ်သွားပါပြီနော်ဒီနေ့အချိန်မှာတော့ကျွန်တော်တို့အသားငါစားမှာဖြစ်ပါနော်အသားငါစားရှင်နေပါပြီမြန်မာနိုင်ငံအခြေအနေမှာပြောင်းလဲမှုတွေအများရှိသွားပါတယ်ကျက်ဥတွေကလည်းစစ်တဲ့ဆန်တွေဇိတဲ့စီလက်ဇစ်တဲ့ပေါ့နော်လူတွေပြည်သူထုရေးနော်ရင်ဖွင့်စကားလေးပါအနော်နီမတခြင်းလေးကိုပြောင်းလဲမှုလေးနော်တမျိုးတစ်ပုံဖြစ်သွားတာပေါ့နော်နှာထောင်လို့ကောင်းပါတယ်မိတ်ဆွေများရေကဲဆက်လက်ပြီးတော့နောက်တစ်ယောက်နော်လက်ရှိအခြေအနေကိုနော်အနော်နီမတခြင်းလေးပါမိုက်တယ်တေအောင်ကုန်စီလုံးတတာဆန်းအောင်ဝေစားဖို့မဖြစ်နိုင်ချူလုံးတထောင်နဲ့ချီစေးတက်ကုန်ပြီအရင်ကသိမ်ကောင်းနေလာစားဒီလူကကဲများတွေ့ကြုံတရက်ကွယ်လုံးတော့ဖာရီဖြစ်တော့မယ်ဟင်းကောင်းဆိုရမယောလင်းရဲ့ဘူးငပေဟူသာအမေပြုလို့အစုံရကြော်တော့နိုင်နိုင်ဖြစ်နေပြီတွေ့တဲ့နေပြီပဲလို့စဖို့စင်စားကလေးချင်းချင်းတွေ့တဲ့တောင်းသာဖြစ်ဖို့ချိန်ကနီးနာပြီနော်အရှင်နေတွေပြောင်းလာပြီပေါ့နော်တရှင်းဆက်ထားတဲ့ဥစ္စာနေထားလဲမဆိုးဘူးရောပေါ့နော်ဒီလိုကာယံလေးတွေကြပြာလေးတွေစာဆက်တာလေးတွေနားထောင်လို့ကောင်းပါတယ်မိတ်ဆွေများရေလက်ရှိအရှင်နေမှာနော်ပြည်သူလူတွေကဒီလိုမျိုးဖြစ်နေပါတယ်မင်းမသိတဲ့ကိုဘွားနောင်လေစားကြမရှိဦးပြေကားရီသိညာပြေကားရီသိညာနေပါတယ်လာငါမြစားဖို့ရပါမမတူပါခွေဦးနှလုံးဖြုံရောက်လိုက်ပါနော်ရှိတဲ့ဥစ္စာကိုဖြုံရောက်အောင်မလို့နေထားရောက်နေပါပြီဗျဆိုးပါအောင်နော်ဒီလိုမျိုးလေးသူ့သူတော့ဟုံးလာပြီနောက်ထောင်တော့ကောင်းပါလေစာရဲ့အဆက်တွေပါလေကောင်းတော့နောက်ထောင်တော့ကောင်းလာပါနော်ဒါတော့နော် YouTube trading စင်းဝင်တော့ဖြစ်ရဲ့ anonymous တခြင်းတွေကိုပြောင်းလဲမှုအနေထားလေးပါနော်တေအောင်ကုန်စီလုံးတတာဆန်းအောင်ဝေစားဖို့မဖြစ်နိုင်ချဘူးနှလုံးကိုတထောင်နဲ့ချီရင်ကသိမ်ကောင်းနေလာစားဒီလိုခက်ခဲများတွေ့ကြုံတရက်ဝလုံးတော့မာရီဖြစ်တော့မယ်နင်းလာပြီဟဲ့ဟင်းအောင်ဆိုရမမျောလင်းရဲ့ဘုံအပီကိုသာအမိပြုလို့အစုံရကြော်တော်နိုင်နိုင်ဖြစ်နေပြီကျွေးတဲ့နေပြီပဲလို့စဖို့စင်စားကလေးချင်းချင်းတွေ့တဲ့တောင်းသာဖြစ်ဖို့ချိန်ကနေလာပြီနင်ကဲလာပြီဗျရှင်ကြီးမသိတဲ့တို့ဘွားနောက်လေစားကြမရှိဘူးပြေကားရီသိများအာငါမြစားဖို့ရပါမမတူပါခွေဦးနှလုံးသားကိုရောက်လိုက်ပါဟုတ်ကဲ့ပါနော်နောက်ဆုံးမှာတော့ကိုယ်မှာရှိတဲ့နှလုံးတော်ဖြောအောင်မယ်အနေထားကိုရောက်ရှိပါတယ်ဗျာဒါလက်ရှိအခြေအနေလေးပေါ့နော်ဒါမဲ့တချင်းလေးကိုဆက်တော့တာစာစီသက်တော့တယ်နော်ဆိုတော့လေးတော်လေးကောင်းရင်လို့ပြောမှာဖြစ်ပါတော့ဖြစ်ဆိုလို့ရှိရင်စာလေးနဲ့ပေါ့နော်
အခုအနေထားလေးနဲ့ဖြစ်လာလေးနဲ့ကွက်တီဖြစ်နေအောင်သူဆိုထားတဲ့တခြင်းလေးဖြစ်ပါတယ်မိတ်ဆွေများရဲ့ကျွန်တော်နေမျှဝေလိုက်ရပါတယ်ဗျကဲနောက်ရှင်နောက်တစ်ခုလေးနော်ဘောဒူတွေပါလဲတခြင်းလေးနောက်ထောင်ကြည့်ပါအောင်စာဆက်တာလည်းကောင်းပါတယ်မိတ်ဆွေများနေမျှဝေမှာပါနောက်ထောင်ကြည့်ပါအောင်ဗျထိုင်ကိုထင်ကြည့်ပြီးတက်ခဲ့တဲ့ကျွန်တော်ထိုင်တဲ့ပေါ်လမ်းစိတ်ကပတ်3000ကျော်ဝဲစားကပြောတော့ကလည်းသွားရမယ်တဲ့ကျွန်တော်မှတော့အဟုတ်ကြီးတယ်လက်တွေ့ကြတော့ကမပြောနဲ့လက်ဆောက်တန်းရတယ်လမ်းကလည်းကျန်တော့လေးရလောက်ကြာဒီလည်းမချိုးရညကပထမင်းကငနဲ့ပဲဒီနိုင်ငံကိုရောက်ခဲ့တယ်ထိုင်ရောက်တော့ထိုင်စကမ်းတက်တော့မျက်နှာငယ်အလုံးခွင်းနဲ့ရောက်တော့လေတလုံးမလာမလဲဘာပဲဖြစ်ဖြစ်ဒီခံမိစလုံးနေရတနေကုန်တိုင်းပတ်တယ်နော်စကားအရင်အရေးကြီးပါနော်ထိုင်းနိုင်ငံကိုလာဖို့ဆိုလူတွေကအရင်ကိုအခက်အခဲရှိပါတယ်စကားမတက်တာတွေဘက်ကဲမရှိတာတွေပေါ့နော်ကိုယ်မှမပြည့်စုံတာတွေဒီအောက်လိုင်းကလာတဲ့လူတွေပေါ့နော်ဒီလိုအနေထားတဲ့ဒုက္ခဆက်ရောက်တဲ့ဥစ္စာတွေအများကြီးရှိပါတယ်နော်ဘဝတူတွေကနော်ရှင်းဆက်ပြီးတော့ဒီဆိုထားတာဖြစ်ပါတယ်ဒီကေအဖြစ်ပြက်မှန်လေးပေါ့နော်လူတွေရှိတယ်ဆိုတာလေးကိုပေါ့နော်နော်ဖော်ပြတာဖြစ်ပါတယ်မိတ်ဆွေများရေပတ်စည်းတွေကလည်းကောင်းလိုက်တာတပြားမှမပူနိုင်တဲ့ဖွေးကပါပတ်စပို့တွေကလည်းလုံရတယ်ရေကမီကခံကနေတပြားမှမကျန်လာချင်အောင်ထိုင်နိုင်ငံထိုင်ရောက်ပြည်သူတွေဘဝပါနော်ဒါကတော့ထိုင်းကိုရောက်တဲ့လူတွေဘဝပါနော်မိတ်ဆွေများရေဘဝအတွေ့အကြုံလေးနော်ဒီလိုခက်ခဲရှိတဲ့အရာလေးကိုနော်ဆက်ပြီးတော့ဆိုတော့တခြင်းလေးကိုမဆိုးဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။ဘာဖြစ်ဆိုလို့ရှိရင်နော်ဒီလိုအဖြစ်ပြက်လေးနဲ့ကွက်တီဖြစ်အောင်နော်စာဆက်ထားတဲ့စာလေးပါမိတ်ဆွေများကိုမျှဝေလိုက်ရပါတယ်ဗျ။မသိသူတွေနားထောင်ဖို့မိတ်ဆွေများရေနောက်တစ်ပုတ်လေးပေါ့နော်တခြင်းလေးနဲ့တရုပ်ဆောင်လေးတွေပါ။ကဲနားထောင်ကြည့်ရအောင်ဗျ။လာအခုလိုနေတာလာလေခုနပြောတော့မောင်လူနေတဲ့ချိန်တိုင်းရှိနေပေးမယ်ဆိုလာလို့လာပါလို့ရှင်တော့နောက်တစ်ရှင်လားလာအခုလိုနေတာလာလေခုနပြောတော့မောင်လူနေတဲ့ချိန်တိုင်းရှိနေပေးမယ်ဆိုလာလို့လာပါလို့ရှင်နော်လို့ရှင်တဲ့ချိန်ကြတော့မလာရတော့ဘူးဟုတ်လားအပြောလေးတွေပါမိတ်ဆွေများတရုပ်ဆောင်လေးတွေပါနည်းအားပေးလိုက်ကြအောင်ဗျာချစ်စရာလေးနော်နိုင်လေးอ่ะနိုင်လေးမျက်မှန်လေးချစ်စရာကောင်းပါလူကြတော့ချစ်စရာမကောင်းဘူးလားဟုတ်ကဲ့ပါမိတ်ဆွေများရေဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်အသေးဆန်းလာသမျှသောဗီဒီယိုများကိုလည်းစောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးဖို့လေးပဲကျွန်တော်ရေ MH Generation ပရိသတ်များကိုအသိပေးလိုက်ရပါတယ်ကျွန်တော်ရေပရိသတ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရဲ့ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့မေတ္တာပို့သလိုက်ရပါတယ်